အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်ပေါ့နော်ညီမတို့ဟောက်ပိုင်းကိုရောက်ထားတဲ့မိခင်တက်တာတွေထည့်ကားမှာပေါ့နော် Golden Emma ဆိုရဲ့မိခင်တက်တာလေးကိုအမောင်းစင်းလုပ်ပြပေးမှာပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်ပေါ့နော်ညီမတို့ဒီ low on system မှာဆိုလို့ရှိရင်လုံးဝစမတ်ကြတဲ့ low on system ကိုပါမယ်နောက်တစ်ခုကကျတော့ဒီ box လေးထဲမှာဆိုလို့ရှိရင်ညီမတို့ဒီပေါ့နော် low system လေးနဲ့ဖွင့်လို့ရမယ်တော်လေးတွေပါမယ်ပြီးလို့ရှိရင်ညီမတို့ fingerprint တွေပြီးလို့ရှိရင် passport တွေထည့်ဖို့အတွက်ကိုပေါ့နော်တက်ခဲထည့်ထားတဲ့ box လေးတစ်ခုပါပါမယ်ရှင့်ဒါလေးကတော့သူ့ထဲမှာပါတဲ့တော်လေးတွေပါရှင့်အမေကြီးနဲ့ scan key ဆိုပြီးတော့ပါပါမယ်ပထမဆုံးညီမဒီမိခင်တက်ရဲ့အတွင်းပိုင်းလေးကိုတစ်ချက်ဖွင့်ပြပေးမယ်ပေါ့နော်ခုကပေါ့နော်ညီမဒီတော့ကိုအသုံးပြုပြီးတော့အတွင်းပိုင်းဒီဇိုင်းလေးကိုပြပေးမှာပဲဖြစ်ပါရဲ့ရှင်ခုဆိုလို့ရှိရင်ဒါလေးကတော့သူ့ရဲ့အတွင်းပိုင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်အထက်ထဲမှာဆိုလို့ရှိရင်ပေါ့နော်ညီမတို့ဒီအတင်းထဲမှာသုံးထားတဲ့လေသာကလည်းလုံးဝကိုမှ quality မီရဲ့လေသာကိုသုံးပြထားပြီးရပြီးလို့ရှိရင်သူ့ရဲ့ဘေးဘက်ချက်မှာဆိုလို့ရှိရင်ညီမတို့တော့တွေစာရေးစာတန်းတွေနဲ့ညီမတို့ fingerprint တို့ password တို့အသုံးပြုတဲ့ခါကျရင်ဓာတ်ခဲထည့်လို့ရတဲ့အုံလေးတစ်ခုပါမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာဆိုရင်သူ့ရဲ့လေသာလုံးဝကို quality အကောင်းနဲ့သုံးပြထားဖြစ်တဲ့အတွက်ကြောင့်ညီမတို့ဒီပေါ့နော်ယေတနာတွေလောယေတနာတွေထည့်မယ်ဆိုလို့ရှိရင်လည်းမိုးတက်တာတွေကိုပြင်ဝေးစေတယ်သူ့မှာအထက်ထဲမှာဆိုရင်လောကာပေါက်လေးတစ်ခုပါမယ်ပေါ့နော်နောက်တစ်ခုကကျတော့ညီမတို့ဒီမှာဆိုရင် glass shot ဆိုတဲ့အကန့်လေးတစ်ခုပါမယ်ပေါ့နော်ဒီအကန့်လေးကတော့အဓိကယေတနာတွေသိသိမယ်ဆိုလို့ရှိရင်အယောင်မိန်တာတွေကိုကောက်ွယ်ပေးမယ် glass shot လေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့သူ့ရဲ့အတွင်းပိုင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဗောနော်ညီမတို့ဒီဖောက်ထွင်းတဲ့အခါကျလို့ရှိရင်လောချက်တွေကအဓိကကြတယ်ဗောနော်ဒီလိုမျိုးလောချက်တွေကောင်းတယ်ဆိုလို့ရှိရင်ဖောက်ထွင်းမှုတန်တွေကောင်းကောင်းခံနိုင်တယ်ဗောနော်သူ့မှာဆိုလို့ရှိရင်ညီမတို့ဒီ T spin lock ဆိုတဲ့ lock type system တွေတခုလည်းပါတယ်ဗောနော်ဒီ lock type လေးကတော့အဓိကအဖြစ်ဖောက်ထွင်းမှုတန်တွေကိုကောင်းခံနိုင်တဲ့ lock type system တွေတခုပဲဖြစ်ပါတယ်ဒီမိကန်တက်တာကိုပိတ်လိုက်တယ်ဆိုလို့ရှိရင်အထဲမှာ auto ကလန့်နေဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ထိုးကလန့်ပြီးတော့ဖောက်ထွင်းတဲ့တန်တွေကိုကောင်းကောင်းခံနိုင်တဲ့ lock type system တွေတခုပဲဖြစ်ပါတယ်တကယ်လို့ဒီမိကန်တက်တာနဲ့ပတ်သက်ပြီးတော့သေးသေးသိချင်နေဆိုလို့ရှိရင်ဟပ်ပိုင်းပိတ်မစင်ကြမှာလာရောက်စုံစမ်းမေးမြန်းနိုင်တယ်လို့ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် showroom ကိုပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ပြီးတော့ကြည့်ရှုစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်